FIFA ရဲ့ဖွားချက်ကတော်တော်လေးတော့ရုပ်ပေါက်တာပေါ့ဆိုတော့ပြောရမလို့ဖြစ်နေပါပြီအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iMac ခွန်ရှေကိုနဲ့ FIFA Mix Agent ကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်တချို့လူတွေကခွဲခြားလုံးတက်ကြသလိုတချို့လူတွေကသူ့လူမကိုလူမဆိုပြီးတော့ခွဲခြားမှုတွေနဲ့တူငါလူမမဟုတ်ရင်ငါရန်သူဆိုတဲ့တတ်မှတ်ချက်မျိုးတွေလည်းလက်ကင်ထားတတ်ကြတော့မြင်တွေ့နေခဲ့တာဖြစ်ပါတယ်ကိုရက်တာမနာလို့ဆိုသလိုကိုလူထက်သားနေလဲမနာလို့တက်တဲ့စိတ်ကလူတော်များများစီမှာမြင်တွေ့နေခဲ့တာဖြစ်ပြီးအခုလဲ FIFA လောက်ရတဲ့ခုက Ronaldo fan တွေအတွက်တော်တော်လေးရုပ်ပေါက်သွားစေခဲ့လို့ဆိုရမှာပါခရစ္စတီယာနို ရိုနယ်ဒိုဟာပြီးခဲ့တဲ့နေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဖိတ်ကြားမှုနဲ့တူအိမ်ပြည်တော်မှာအထူးဧည့်သည်တော်တယောက်အနေနဲ့တက်ရောက်ခဲ့ပါသေးတယ်ဇနီးတော်ဖြစ်တဲ့ဂျော်ဂျီနာနဲ့တူတက်ရောက်ခဲ့တဲ့ညသာစားပွဲမှာအမေရိကန်သမ္မတကြီးရဲ့ကြီးကျူးဂုဏ်ပြုမှုတွေကိုလည်း Ronaldo တယောက်ရရှိသွားခဲ့တာဖြစ်ပြီးအဲ့လိုအိမ်ပြည်တော်တက်ရောက်ပြီးတော့ညသာစားခွင့်ရရှိခဲ့တဲ့ Ronaldo ကတော့တချို့သောပရိသတ်တွေကမနာလိုတွေဖြစ်ခဲ့ကြပြီးအဲ့အတွက်2026ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေရဲ့ကစားမတွေကိုဖော်ပြတဲ့ပိုစတာမှာ Ronaldo ရဲ့ပုံကိုထည့်သွင်းပေါ်ပြသွားခြင်းမရှိတာပဲဖြစ်ပါတယ်ဒါကြီးကတမင်သက်သက်ဖန်တီးခဲ့တဲ့လောရတစ်ခုလို့ဆိုရမှာဖြစ်ပြီး Ronaldo ရဲ့ပုံမထည့်ကျင်တာလားဒါမှမဟုတ်တမင်အတန်ရှင်ရှာသွားခဲ့တာလားဆိုတာပုံတင်တဲ့သူတွေပဲသိပါလိမ့်မယ် FIFA Ronaldo ရဲ့ပုံတင်သွားတာမျိုးမရှိပေမဲ့အာဂျင်တိုင်းသားကြီး Messi ရဲ့ပုံကတော့တင်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတော့အဲ့လိုလောရအတွက် Ronaldo ရဲ့ပရိသတ်တွေနဲ့ပေါ်တူဂီပရိသတ်တွေကဝိုင်းပြီးတော့ဝေဖန်ပြစ်တင်မှုတွေလုပ်သွားတဲ့အခါမှာ FIFA အရင်ပုံဖြတ်ချလိုက်ပြီးတော့နောက်ထပ်ပုံတစ်ပုံထပ်ပြီးတော့တင်သွားခဲ့ပါတယ်ပထမပုံမှာ Ronaldo မပါတဲ့အတွက်ဒုတိယပုံမှာ Ronaldo ထည့်သွင်းလိုက်တယ်ဆိုပေမဲ့ပထမပုံထပ်တောင်မှဒုတိယပုံပို့ပြီးတော့စိုးသွားခဲ့တယ်လို့ပြောရမလို့ဖြစ်နေခဲ့တာပါပထမပုံမှာတော့အာဂျင်တိုင်းသားကြီး Messi ဒီတိုင်းမြက်ခင်းစိမ့်ထပ်မှာပြေးနေတဲ့ပုံနဲ့ဖြစ်ပြီးတော့ဒုတိယပုံတင်လိုက်တဲ့အခါကျတော့မှအာဂျင်တိုင်းသားကြီးက2022ကရရှိခဲ့တဲ့ကမ္ဘာဖလားကြီးကိုကင်မြောက်နေခဲ့တဲ့ပုံကိုထည့်သွင်းဖော်ပြသွားခဲ့တာဖြစ်ပြီးတော့ဒါနေပဲလားဆိုရင်တော့ပေါ်တူဂီအသင်းကို2022ကမ္ဘာဖလားပြိုင်ပွဲကနေနှုတ်ထွက်သွားစေခဲ့တဲ့မော်ရိုကိုအသင်းဘက်ကပေါ်တူဂီအသင်းဘက်ကိုသွင်းနေတဲ့သွင်းကိုပုံစံကိုထည့်သွင်းဖော်ပြသွားခဲ့ပါတယ်ရိုနယ်ဒိုရဲ့ပုံမတက်တာလို့ထည့်လိုက်တဲ့သဘောမှရှိပေမဲ့မက်ဆီရဲ့ပုံတော့ကမ္ဘာဖလားကင်ထားတဲ့ပုံစံမျိုးထည့်သွင်းသွားခဲ့တာကရိုနယ်ဒိုကကမ္ဘာဖလားမရဘူးသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရည်ညွှန်းသွားခဲ့တယ်လို့ဆိုရမှာပါ FIFA ဖော်ပြသွားခဲ့တဲ့ဓာတ်ပုံတွေထဲမှာရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့ရည်ညွှန်းတိုက်ခိုက်ခဲ့တာမျိုးတွေမြင်တွေ့နေခဲ့တာဖြစ်ပြီးပေါ်တူဂီကိုလက်ပြနှုတ်ဆက်သွားစေခဲ့တဲ့မော်ရိုကိုအသင်းရဲ့သွင်းကိုလည်းဖော်ပြသွားခဲ့တာထပ်ပြီးတော့ရုပ်ပေါက်သွားစေခဲ့လို့လည်းပြောနေကြပါတယ်မင်းတို့တွေထဲဆိုလို့ထဲရသေးတယ်ထဲတော့လည်းပြစ်ကမလို့ဘူးဆိုတော့ပြောရလောက်အောင် FIFA ရဲ့ Facebook page ကိုကင်ပေးတဲ့ admin ရဲ့လောက်ကပြောစရာတစ်ခုလိုဖြစ်နေခဲ့တယ်လို့ဆိုပါတယ်ဒါရီယာ Ronaldo မနာလိုတဲ့အတွက်ကြောင့်တမင်သက်သက်ဖန်တီးသွားခဲ့တာဖြစ်တယ်လို့လည်းပြောနေကြပါတယ် FIFA လိုကဘောလုံးဖွဲ့ချုပ်ရဲ့ official social media ကိုကင်တွယ်နေသူတွေနဲ့ကမ္ဘာဖလားဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့ Messi သို့မဟုတ်မိသည့်ကစားမကိုအားပေးသည်ဖြစ်စေကမူအသေးရှိပြီးတော့လိုအပ်တယ်လို့ပဲဆိုနေကြပါတယ် Ronaldo ရဲ့ပေါ်တူဂီအသင်းကကမ္ဘာဖလားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်မရတဲ့အတွက်ပုံထဲမှာထည့်သွင်းဖော်ပြသွားမျိုးမရှိတာကဘာမှပြောစရာမရှိသလိုခြေစပွဲမအောင်သေးလို့ခြံထားခဲ့တဲ့ဆွေးနွေးလက်ခံလို့ရသေးပေမဲ့အခုကကမ္ဘာဖလားခြေစပွဲကိုဓာတ်ရိုက်အောင်မြင်ခဲ့တဲ့ပေါ်တူဂီရဲ့အသင်းကောင်းဆောင်ကိုထည့်သွင်းခဲ့ခြင်းမရှိတာပြောစရာတစ်ခုဖြစ်နေနဲ့ရှိနေခဲ့တာပါဒါမှလည်းအခုရပိုင်းသတင်းတွေကိုဖုံးလွှမ်းစေခဲ့တဲ့အထိဖြစ်နေခဲ့တဲ့အမေရိကန်သမ္မတပြင်အီလွန်မတ်စ်တို့ကမ္ဘာနာမည်ကျော်ဂျော်မော်ရီနဲ့ Ronaldo တွေ့ဆုံမှုခံမင်းမနာလိုစိတ်တွေထိမရပဲအခုလိုလုပ်ခဲ့တဲ့လိုရက်တွေကတော်လေးရုပ်ပြစေမဲ့နိုင်နေဆိုပြီးတော့ဝေဖန်ပြောဆိုမှုတွေလည်းဖြစ်နေခဲ့တာဖြစ်ပါတယ် Ronaldo ရဲ့အင်ဖီတော်ခေါ်ပြီးတော့အမေရိကန်သမ္မတကိုယ်တိုင်ညသာခေါ်ကြွတဲ့ဖြစ်ရဟာကူလောက်တွေဖြစ်နေကြလို့လားဆိုတော့မေးစရာရှိတယ်ဆိုပြီးပြောနေကြသလို Ronaldo ကကမ္ဘာဖလားရသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မေးရမလို့ဖြစ်နေကြတာလည်းဖြစ်ပါတယ်